ဟန်နီဘဂျာနဲ့တဲ့တဲ့တကောင်လေးသောရှားပါတတဝါကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော်လေးဟန်နီဘဂျာရဲ့နောက်ထပ်တစ်နေ့တာကိုထပ်ပြီးရောက်လာပြန်ပါပြီသူ့အကြောင်းကိုတော့အထွေအထူးပြောနေကြမလို့တော့ဘူးလို့ထင်ပါတယ်ဟန်နီဘဂျာတွေကဒေါ်တော်လုံးနဲ့တကောင်လို့ဆိုရအောင်တဲ့သူမရှိတဲ့အကောင်တွေဖြစ်နေလို့ပါဒါပေမဲ့ချွန်းချက်လေးတစ်ခုတော့ထားရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုရင်သူတို့နဲ့နည်းနည်းတဲ့တဲ့ရှားပါတိရစ္ဆာန်တွေတကောင်လို့ရှိနေလို့ပါတဲ့တယ်ဆိုပေမဲ့အရန်တဲ့နေရမျိုးတော့လည်းမဟုတ်ပါဘူးအဲ့ဒီအကောင်လေးကတော့ပြားရည်လမ်းပြားငှက်လို့ခေါ်တဲ့အကောင်လေးပါပဲအင်္ဂလိပ်လိုဆိုရင်တော့ဟန်နီကိုက်ဘက်လို့ခေါ်ပါတယ်။နာမည်ချင်းစင်လို့တဲ့ရတော့မဟုတ်ပါဘူး။နှစ်ဦးနှစ်ဖက်အကျိုးရှိလို့ပူပေါင်းတာမျိုးပါ။ပြားရည်ခိုးတဲ့အခါမျိုးကြရင်တော့ဒီနှစ်ကောင်ငင်းငင်းခဏယူပြီးအတူတူလှုပ်ရှားကြပါတယ်။အခုလည်းဟန်နီဘဂျာလေးကအိယာထားလာပြီးအစာထားရှာပါတယ်။ဘိုက်ကလည်းအတော်စားနေပုံပါပဲ။ကတာမငိလည်းဖြစ်နေတာပါ။သူက PSA တောင်ပေါ်တွေတရိတ်ဆန်ခေါင်းကုန်တွေထဲမှာအစာလိုက်ရှာပေးမယ်အကျွင်းကြံအကတ်အသက်လေးတွေကိုပဲရက်ခဲ့ရတာပါ။အဲ့ဒါကြောင့်အာသာသိပ်ပြေမနေရဘူး။တခြားနေရာမှာအစာရှာရမလားဆိုပြီးထက်ရှာလိုက်တော့ပထမတစ်ချိန်မှာတောဝက်သူတကောင်နဲ့တွေ့ပါတယ်။တွေ့တော့လေရန်ဖြစ်ရပါတယ်။ဘိုက်ပြည့်နေတဲ့အချိန်ဆိုရင်အဲ့ဒီတောဝက်ကိုစိတ်နှောက်ယှက်ဖြစ်အောင်ဇွတ်လုံနေအောင်ပါ။ဒါပေမဲ့အခုတော့တခုခုစားရဖို့အတွေ့ပဲခေါင်းထဲမှာရှိနေပါတယ်။အဲ့ဒါကြောင့်ပဲတောဝက်ကိုရှောင်ပြီးတခြားနေရာကိုထပ်ထွက်လာခဲ့ပါတယ်။ဒီအချိန်မှာလည်းတင်ခွဲလာတဲ့ခွေးရတကောင်နဲ့ထပ်တိုးခဲ့တာပါ။ဒီခွေးရလောက်ကိုတော့သူတို့ကသိမ့်မမှုပါဘူး။ဒါပေမဲ့ပြဿနာကခွေးရကသူ့ရဲ့အစာမဟုတ်နေတာပါပဲ။သူအခုချိန်စားကျင်နေတာကခက်ချွတ်ချွတ်ရတာပါအဲ့ဒါကြောင့်ခွေးရကိုလည်းခဏလျှော်ထားလိုက်ပါတယ်ဟန်နီဘဂျာကသာအစာလိုက်ရှာရင်ရှုံနေပေမဲ့အဲ့ဒါကိုအကဲခတ်နေတဲ့ငှက်လေးတစ်ကောင်ကတော့ရှိနေတာပါအဲ့ဒါကရှေ့မှာပြောထားတဲ့ပြားရည်လမ်းပြငှက်ပါပဲသူတို့နှစ်ကောင်မှတူညီတဲ့အချက်တစ်ခုလည်းရှိနေတာပါအဲ့ဒါကပြားရည်ကိုအရင်ကြိုက်ကြတာဖြစ်ပါတယ်အခုလည်းဒီငှက်လေးကပြားအောင်ခက်ကြီးကြီးတစ်ခုကိုတွေးထားပါတယ်ဒါပေမဲ့အဲ့ဒီအထက်ကိုသူ့အနေနဲ့ဖောက်မဝင်နိုင်ပါဘူးအဲ့ဒီအတွက်အကူလိုပါတယ်ဟန်နီဘဂျာရဲ့အကြောင်းကိုသူတို့လည်းသိထားကြတာပါတောထဲမှာထင်တိုင်းကျကြတဲ့ဟန်နီဘဂျာကိုသာပြောင်းအောင်ရှိခေါ်သွားနိုင်ရင်သူ့အတွက်လည်းအဆင်ပြေပါပြီ။ဆုံးမချက်ချလိုက်တဲ့ငှက်လေးကတစ်ပင်ထိပ်မှာနားနေရကနေဟန်နီဘဂျာရဲ့နောက်ကိုသွားလိုက်ပြီးအတန်တွေပြုတ်ကမိတ်ဖွဲ့နေပါတယ်။ဒါပေမဲ့သတိလဲထားနေရတာပါ။ဟိုကောင်ကသူ့ကိုလိုက်ဖက်နေလို့ဖြစ်ပါတယ်။မိသွားရင်တော့အစားခံရမှာပါ။အဲ့ဒါကြောင့်ငှက်ကလေးကရှောင်ရင်တရင်အတန်လေးတွေပြိုရင်ပြောင်းအောင်ရှိရစီကိုတဖြည်းဖြည်းပြန်သွားခဲ့ပါတယ်။ဒီနေ့ကျတော့ဟန်နီဘဂျာလည်းငှက်လေးရဲ့ရည်ရွယ်ချက်ကိုနားလေသလိုလိုဖြစ်လာပါတယ်။အဲ့ဒါကြောင့်လိုက်ဖက်နေတာကိုရက်လိုက်ပြီးငှက်လေးခေါ်တဲ့နောက်ကိုပဲလိုက်သွားခဲ့တာပါလိုက်သွားတော့လေပြားအောင်ကြီးကိုတွေ့ပါတယ်အထဲမှာလည်းပြားသံတွေတိုးပြီးထွက်နေတာပါဒီအချိန်မှာဟန်နီဘဂျာလေးလည်းဘာဆက်လုပ်ရမလဲဆိုတာကိုသိသွားပါပြီသူတို့ရဲ့အရေးပြားကပြားထုတ်တာကိုခံနိုင်ရရှိပါတယ်ပြားထုတ်တာမပြောနဲ့မွေစိတ်ကိုတောင်ခံနိုင်ရရှိတာပါသတိထားရမှာကနှာခေါင်းတစ်ခုပဲရှိပါတယ်ဘာပဲဖြစ်ဖြစ်ပြားအောင်ကတော့သူ့ရှိမှရှိနေပါပြီအနာမခံရင်အသာမဆန်ရပါဘူးပြားထုတ်လို့နာလာလောက်ကိုလည်းစေးရင်နဲ့မထည့်ပါဘူးသူ့ခေါင်းကိုပြောင်းနေထိုးတဲ့ပြီးပြားသက်လက်တွေကိုက်ခွာနေပါတယ်ပထမတစ်ချက်နှစ်ချက်မှာတော့နှာခေါင်းကိုပြားထုတ်ခံလိုက်ရလို့ပြန်ထွက်ပြီးမြေကြီးနဲ့နည်းနည်းလှုပ်လိုက်ပါတယ်တတိယအချိန်မှာတော့သူ့ပါဇက်တွေကိုပြားသက်လက်တစ်ချမ်းပေးပါလာပါတယ်ဒီအချိန်မှာအပြင်ဘက်ကိုယူချလာပြီးအစာပြေးစားလိုက်တာပါပြီးတော့ငှက်အတွက်နည်းနည်းချန်ထားပြီးပြားအောင်ကိုထပ်ပြီးရန်သွားရှာပါတယ်ဒီအချိန်မှာအသင်းဆောင်နေတဲ့ငှက်လေးလည်းချန်ထားတဲ့ပြားသက်လက်တွေကိုစားခွင့်ရခဲ့တာပါဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့တော့သူတို့နှစ်ကောင်လုံးအတွက်အဆင်ပြေသွားခဲ့ရင်ဗီဒီယိုလေးလည်းပြီးဆုံးသွားပါပြီအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်